ဒီဘဲလေးကအသက်12နှစ်ထဲကဟုံးလန်ဒါလူမျိုးရက်ဆက်ရုံမာပြီးတော့လူတွေကိုစတင်တက်နေပြီပေါ့နော်နောက်တစ်ခုကသူကဟုံးလန်ဒါနဲ့လုံးဝမတူတဲ့အချက်ကကွန်ပေါင်းဖီထိုးထားပြီးတော့ဆွမ်းအားရလာတာမဟုတ်ဘူးဗျာစူပါမန်လိုမျိုးတခြားဂျိုကနေပြီးတော့ကမ္ဘာမျိုးရောက်လာအဲ့တော့သူ့ရဲ့စူပါဆွမ်းအားကဒီစူပါမန်နဲ့တော်တော်လေးကိုနှီးစက်တယ်ရွယ်တစ်ခုရောက်လာတဲ့အခါကျရင်လေစူပါမန်နဲ့ရှင်နိုင်မယ်လို့ထင်တယ်ဗျာဒီဇကားလေးကဒီ bright band ဆိုတဲ့ရုပ်ရှင်ဇကားလေးပေါ့နော်ဒီကောင်ကကျွန်တော်တို့အားလုံးတော်တော်ကြိုက်ခဲ့တယ်နောက်ထပ်နံပါတ်2တောင်ထွက်မလားဆိုပြီးတော့မျှော်လင့်ခဲ့သေးတယ်ပေါ့နော်ဆိုတော့အားလုံးမေးတစ်ဖြစ်နေတဲ့ဒီ bright band ရုပ်ရှင်ဇာတ်ကားတွေကရက်ဆက်ရုပ်မာတဲ့ Brighton Breyer ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ပြောပြသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တောင်းဆိုပါတယ်စလိုက်အောင်ဒီဘဲလေးကဘေဂျိုကနေလာလဲဆိုတဲ့ဟာတော့အတိအကျမပါဘူးဒါပေမဲ့တေဂျာရာကစူပါမန်လိုမျိုးခရစ်ပတိုဂျိုပျက်စီးသွားပြီးတော့ရောက်လာတော့မဖြစ်နိုင်ဘူးပေါ့နော်သူကဒီကဘာကိုတိမ့်ပိုက်ဖို့အတွက်ဆေလွတ်တဲ့ဒီဂျိုသားမျိုးနွယ်တစ်ခုပဲလို့ဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့သူစီးလာတဲ့ရှင်မှာထိတ်တဲ့ဝေါ်ဆိုတဲ့သတင်းစကားတစ်ခုပါတယ်ပေါ့နော်အဲ့စကားကိုကြားတဲ့အချိန်ကသူ့အသက်က7ပဲရှိသေးတယ်ဒီသူ7မတိုင်ခင်ကသူကထူးချွန်ပြီးတော့အေးစိနေတဲ့ကလေးတယောက်ဒါပေမဲ့အဲ့7နှစ်ပြည့်ပြီးတော့သူ့ရဲ့မွေးနေ့ပတ်ဝန်းကျင်မှာသူစီးလာတဲ့အာကာသယာဉ်ကနေပြီးထိတ်တဲ့ဝေါ်ဆိုတဲ့အတန်တွေစတင်ကြားလာပြီးတော့သူ့ရဲ့ power ရဲ့နှိုးထလာပါတော့အဲ့ချိန်ကစပြီးတော့လူတွေကိုစတင်တက်ဖြတ်တာပဲဒီ Brighton ရဲ့ဒီစွမ်းအားတွေက Superman နဲ့တော်တော်လေးဆင်တူတယ်ပေါ့နော်တာမန်လူတွေထက်အစာပေါင်းများစွာတန်ပါတယ်မြန်ဆန်တယ်ကောင်းကင်မှာပြန်တန်းနိုင်တယ်လေသာရောင်ကြီးပြစ်နိုင်တယ်လက်တွေကြီးချင်နေဒုံးကြီးတွေလည်းမတိုးဘူးပေါ့နော်ဇလန်ထဲမှာလည်းသူ့ရဲ့အားနဲ့ချက်ကဘာလဲဆိုတာမပြပါဘူးပေါ့နော်ဇလန်အစမှာသူကဒီခက်သက်ပြည်နယ် Brighton ဆိုတဲ့မြို့လေးမှာရှိတဲ့ဒီ Brian လင်မယားနှစ်ယောက်ကကလေးမရလို့စိတ်ညစ်နေကြတယ်သူပဲဗျာတညမှာသူ့ရဲ့ channel ကိုအာကာသယာဉ်တွေစီကပြက်ကြတယ်အမှကလေးတယောက်ပါလာအဲ့ကလေးကိုသူကဒီ Brighton လို့နာမည်ပေးပြီးတော့သူတို့တေချာပြုစုပြောထောင်ခဲ့ပေါ့နော်ဆိုတော့ဒီဇလန်ကဒီ Superman နဲ့တော်တော်လေးကိုဆင်တူတယ်ဒီကောင်လေးကအရွယ်ရောက်လာတဲ့အချိန်မှာသူ့ရဲ့စွမ်းအားတွေကတဖြည်းဖြည်းပေါ်လာဒီစွမ်းအားတွေပေါ်လာတဲ့အချိန်မှာပဲသူ့เจ้าမှာအနိုင်ကျင့်ခံရတာတွေဒါမျိုးဘူလီလုပ်ခံရတာတွေကသူ့ကိုယ်သူတခြားနဲ့မတူဘူးဆိုတာကိုသိလာပြီးတော့သူ့ရဲ့စိတ်နေစိတ်ထားတွေကစတင်ပြီးတော့ပြောင်းလဲလာတယ်တခါဆိုလို့ရှိရင်သူ့တွန်းလဲ main ကလေးရဲ့လက်ကိုအယိုးကြည်အောင်ညှစ်ပေးခဲ့တယ်လို့ဒီလဲနေတဲ့မြေကြီးစဲရဲ့ဓားသွားတွေကိုလည်းလက်နဲ့ကင်ပြီးတော့ဆန်သက်ခဲ့ပေါ့နော်ဓားသွားတွေအကုန်ကျိုးသွားပြီမဲ့သူ့လက်မှာဒဏ်ရာတစ်စက်တောင်မရခဲ့ဘူးဗျာအဲ့လိုဖြစ်သွားတဲ့အချိန်တိုင်းသူ့မျက်နှာပေါ်မှာပေါ့နော်ဒီဟုံးလန်တာလိုမျိုးအေးဆက်ဆက်ဒီရက်ဆက်ရုံမှာကြောက်စရာကောင်းတဲ့အပြုံးကြီးတစ်ခုပေါ်လာတယ်ဗျာဒီဘဲလေးကစူပါမန်နဲ့မတူတဲ့အချက်ကသူ့မှာကိုချင်းစာတရားလုံးဝမရှိဘူးပေါ့နော်ဒါတွေကလည်းသူ့ကိုဘူလီလုပ်ခဲ့တဲ့လူတွေကြောင့်ပဲလို့ထင်တယ်ပေါ့နော်သူကလေရင်တစည်းလုံးကိုပြက်ကျက်အောင်လုပ်ခဲ့ပြီးတော့အဲ့နေရာမှာလည်းအေးစေးမုတ်စားနေနိုင်တဲ့အထီအောင်ရက်ဆက်တဲ့သူ့အမေကလည်းသူ့ကိုလူကောင်းပြောက်ဖြစ်လာမယ်လို့နောက်ဆုံးထိယုံကြည်ခဲ့ပေမဲ့ဒီကောင်ရဲ့တက်ဖြတ်မှုတွေကတော့မရက်ဝါဘူးเนาะသူ့အမေကိုလည်းသူ့ကိုယ်တိုင်ပြန်တက်ခဲ့တယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်ဒီဇာကတော်တော်လေးကိုကြည့်လို့ကောင်းတယ်ညပြီးတော့ဒီ horror အခန်းတွေဒီလူတက်တဲ့အခန်းတွေကလည်းဒီတရေက psycho ပုံစံမျိုးတွေပုံများရပေါ့เนาะသူဥပမာသူစာရွက်ပေါ်မှာဆွဲထားတဲ့ဟာတွေပါဆိုကြည့်လိုက်အရင်ကြောက်ဖို့ကောင်းတယ်ပေါ့เนาะအဲ့ဒီချိန်တော့လည်းဒီ The Boy လိုမျိုး series မပေါ်သေးတဲ့ခါကျတော့ super hero ဒါ villain ဖြစ်သွားမယ်ဆိုတဲ့အတွေ့အမြဲရှိခဲ့ပေါ့เนาะဒါပေမဲ့အဲ့ရုပ်ရှင်ပေါ်လာတဲ့ခါမှာအော်ဒီလိုဖြစ်သွားမှာလားဆိုတဲ့အတွေ့နဲ့တော်တော်ကြီးကိုကျင်နေခဲ့ရတယ်ပေါ့เนาะကျွန်တော်အနေနဲ့ဒီကားကို10မှတ်မှာ9မှတ်အထိပေးထားမယ်ဗျာဒီနံပါတ်1ကလည်းမထွက်တော့ဘူးလို့သူတို့ပြောထားရပေါ့နော်ဒါပေမဲ့ထွက်ရင်တော့ပိုကောင်းတာပေါ့နော်ကျွန်တော်တော့ဒီဇလန်ကိုအရင်ကြိုက်တယ်အဲ့တော့အခုကြည့်နေတဲ့လူတွေရောစကြည့်တော့ဘယ်လိုမျိုးထင်လဲဆိုတော့ comment မှာပေးခဲ့ပါအောင်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်